ကလေးတွေစွန့်ရတတ်တိရှိအောင်လို့လဲသူတို့ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးနေပါတယ်ရှင်ဆရာမတွေကနေပြီးတော့လည်းအနာကညွှန်ကြားနေပါတယ်သွားမယ်ဖြစ်ဖြစ်သွားဒါဆရာကမရအားပေးနေပါတယ်ဆရာမတွေကအားပေးနေပါတယ်ရှင်ကလေးတွေရဲ့စွမ်းရည်တတ္တိတွေအပြည့်ဖြစ်ပါတယ်ရှင်တော်လိုက်ကြတာတော်လိုက်ကြတာဆရာမတွေကလည်းကျဉ်းကျဉ်းနာနာနဲ့ခရူးတစ်စိုက်ဆောင်းရှောက်နေပါတယ်ရှင်အောင်မြင်သွားပါပြီဒါလေးကနောက်တိုက်ဇက်တိုက်လာပါမယ်သာမီလေးတွေဇက်တိုက်လာပါမယ်ရှင်ဟိုဘက်မှာလည်းမြားပြစ်နေပါတယ်ဒီမှာဘာလုပ်ကြမှာလဲဆရာမမလေးဒီအဲ့ညလေးဒီဆော့ရောက်ပါပြီလေကလေးတွေတစ်ချက်တော့ပြပေးနေတယ်ကလေးတွေအတွက်စော့ဖို့အတွက်ကိုဒီမှာပြင်ဆင်ပေးနေပါတယ်ရှင်အုတ်ထုပ်တွေစောင်းနေကြပါပြီဟာပြပြရေလာပါလာသွားမယ်ကလေးတွေစော့ဖို့ပါအထီးခိုင်မရှိအောင်လို့ပြင်ဆင်ပေးနေပါတယ်လောလောနေတော့မပြင်မလေးခဏနော်ဟုတ်ပါလာသမီးကဒါကစားကွင်းမှာပေါ့နော်ဒါလေးတွေတာဝန်ယူပြီးတော့လုပ်ပေးနေရတာပေါ့မသွားနဲ့အောင်ဒါဘယ်ကိုသွားမှာလဲအထီးခိုင်မရှိအောင်ပေါ့ဒီနေရာလေးမှာပဲချိတ်လေးကိုဒီနေရာလေးမှာချိတ်နော်ဒီချဲလေးခွာလေးချိတ်ကလေးတွေနောက်လိုက်ခွင့်လို့ရှိရင်